Back. An earthquake monitoring body has called on authorities in Myanmar's Yangon to step up building inspections following a series of unusual aftershocks triggered by a magnitude 5.2 earthquake that struck the country's largest city last month. The call comes as Myanmar ramps up disaster preparedness nationwide more than a year after a devastating earthquake in Mandalay killed more than 3,800 people. Our Myanmar team with the story. It was one of Myanmar's deadliest disasters in recent history. The 7.7 magnitude quake devastated Mandalay, Myanmar's second largest city, leaving a trail of death and destruction. But the disaster has also given experts crucial lessons on how the country can strengthen its preparedness for future earthquakes. Manly မှာဘာဖြစ်ခဲ့လဲကျွန်တော်တို့သိပြီလေသိပြီဆိုတော့ရန်ကုန်မှာတရန်တရားကြီးတွေရှိနေတဲ့ဖွဲ့စည်းတွေအဲ့ဒါတွေနဲ့လည်းချိတ်ဆက်ပြီးတော့ကျွန်တော်တို့ကဟိုပါပေါ့လေ network တွေလုပ်ထားတယ်ဘယ်ဆက်ဆိုရင်ဘယ်အဖွဲ့တွေမှာရှိတယ်အဲ့ဒါမျိုးသိထားတဲ့ဆိုလို့ရှိရင်လှုပ်လာခဲ့တဲ့ရှိတယ်ဆိုလို့ရှိရင်ချိတ်ဆက်ပြီးတော့ကျွန်တော်လုပ်နိုင်တာပေါ့နော် Such preparedness is critical. Since the 2025 Mandalay quake, parts of Myanmar, including areas further south, have continued to experience seismic activities. In May, a 5.2 magnitude quake struck Yangon, followed by several aftershocks within a day, an event experts described as unusual for the city. To improve Yangon's resilience, this expert reached out to Yangon City Development Committee or YCDC. So အဲ့ဒါကြောင့်လဲကျွန်တော်တို့အခုဒါမျိုး YCDC က engineer ဌာနကဆရာနဲ့ညှိနှိုင်းပြီးတော့ကျွန်တော်တို့ဟိုပါပေါ့လေ proposal လေးတစ်ခုတင်ထားပါတယ်ဆက်စုံကပြောတဲ့ဟာမျိုးပေါ့နော်ဆိုတော့အဲ့ဒါစစချင်းကျွန်တော်တို့ visual screening ပေါ့ land လာမဟုတ်ရင်လည်းတရားကွက်လောက်ကိုကျွန်တော်တို့ full study လေးလုပ်ပြီးတော့အဲ့ဒါလေးကိုပြန်ပြီးတော့တင်ပြမယ်တင်ပြပြီးတော့အဲ့ဒီဟာလေးက pilot ဟိုပါပေါ့လေ project လိုမျိုးလေးဖြစ်သွားလို့ရှိရင်ဒါကိုလည်းဒီ process ကိုလည်းလူကြီးတွေကိုတင်ပြပြီးတော့ဟိုပါပေါ့ဒီရဲ့အသုံးဝင်ပုံလည်းတည်သွားတယ်ဆိုလို့ရှိရင်ဒါကို scale up ကျွန်တော်တို့လုပ်သွားလို့ရတာပေါ့နော် The expert says many of Yangon's high-rise buildings are generally constructed according to safety standards with quality control measures in place from the early stages of construction. However, he says gaps remain. စစ်ဆေးတဲ့လူတွေရဲ့ဝန်အားနဲ့တိစောက်နေတဲ့အဆောက်အဦတွေနဲ့ဟာဝင်မမျှတဲ့အတွက်ကြောင့်အဲ့ဒီတော့ကျတော့ဘာလုပ်လဲဆိုတော့ကျွန်တော်တို့ကရှစ်တက်အထက်ပေါ့လေ9တက်လောက်ကနေစပြီးတော့ပဲကျွန်တော်တို့ကပြန်စီစစ်တဲ့ process ကိုတွားတာဟုတ်ဆိုတော့ရှစ်တက်နဲ့အောက်ပိုင်းကကျတော့ကျွန်တော်တို့ scope ထဲမှာပါမနေဘူးဆိုတော့အဲ့ဒီတိုင်းပဲစစ်စစ်ရဲ့ process မတိုင်ခင်မှာကျွန်တော်တို့စောက်ခဲ့တဲ့အဆောက်အဦတွေရှိတယ်လေအဲ့ဒါဆိုလို့ရှိရင်လေအများအပြားတော့ဒီအမျိုးငလျင်ကိုထည့်ပြီးတော့မစမ်းစားခဲ့တာတွေများတယ်လေဆိုတော့အဲ့ဒါမျိုးအဆောက်အဦတွေနောက်ပြီးတော့ကျွန်တော်တို့ဒီအထက်မြင့်မဟုတ်ဒီကြားတွေကအဆောက်အဦတွေပေါ့လေဆိုတော့အဲ့ဒါလေးတွေကတော့ကျွန်တော်ပြန်စစ်စစ်ထားနိုင်ရင်ကောင်းမယ်လို့မြင်ပါတယ် Among the priorities now, assessing existing buildings including hospitals, schools and public markets. The visual နဲ့ပဲကျွန်တော်တို့ဒီအဆောက်အဦရဲ့ဟိုပါပေါ့လေတတန်းကိုခံမှန်းမယ်အဆောက်အဦကဘယ်လိုဆောက်ထားတာလဲသူရဲ့ပုံစံပါရှိလေအဲ့ဒီဟာကိုကြည့်ပြီးတော့ပဲသူရဲ့ခန္ဓာကြီးကိုအကဲဖြတ်တဲ့ဟာပေါ့လေအဲ့ဒါမျိုးလေးလောက်ကြပါတယ်လောက်ပြီးတော့မှအဲ့အကဲဖြတ်ပြီးတော့မှအဲ့ဒီထဲကနေမှအခြေအနေဆိုလို့ရှိရင်ကျွန်တော်နည်းနည်းအသေးစိတ်ပြန်ပြီးတော့ကြည့်မယ်အဲ့ဒီကနေမှထပ်ပြီးတော့အခြေအနေစိုးနေသေးတယ်ဆိုလို့ရှိရင်ကျွန်တော်တို့အဆောက်အဦအသစ်လိုပဲအားလုံးဒီဟိုပါပေါ့လေတွက်ချက်ပြီးတော့ကျွန်တော်တို့ဘာပြင်ရမလဲဆိုတဲ့ဟာဟိုပါပေါ့လေလုပ်လေးရှိပါတယ် Such checks could go a long way towards reassuring residents in Yangon. In June, smaller earthquakes hit parts of the city. A resident described how the tremors affected his building. သူကတိုက်ခဲ့ကြက်ခံကြီးကတော့နည်းနည်းတော့ဟိုကွဲတာအက်တာတွေရှိတာပေါ့အခုတိုက်ခန်းပြေမှုလို့အဲတိုက်ခန်းကိုဘာလို့ဖို့လို့ညာလို့ဖို့လို့မသိဘူးမဟုတ်လေပြိုကြမှာလေပြီးလေလိုပဲဟိုဘက်လေဒီလိုပဲနေကြရတာဟုတ်လားကျွန်တော်ဗမာလူမျိုးဆိုတာဆင်းရဲတဲ့ခါကြလို့ချင်းကျွန်တော်တို့ဘဝတွေမြင်မှုတာပဲဟိုမှာဟိုရိုးရက်ွက်ထဲမှာဗျာအိမ်တော်မှဟိုနေမွေကွန်အိတ်ကာနေရတဲ့ကောင်တွေရှိတာဆင်းရဲတာဟုတ်ဗျာဆင်းရဲမွေးတိမ်မှုပေါ့ The Myanmar government, now led by former Army Chief Min Aung Hlaing, has also taken steps to strengthen disaster management. This includes setting up an emergency operations center in Yangon with support from India. Now, India has also supplied equipment and technical assistance aimed at enhancing Myanmar's capacity to respond to future disasters. Leong Wai Kit, CNA.